Hello မင်္ဂလာပါနိုင်ငံခြားခရီးစဉ်သွားတဲ့အခါမှာအလည်ပတ်အတွက်ပဲဖြစ်ဖြစ်ဒီလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ဒီ hotel တွေမှာကျွန်တော် check in လုပ်တဲ့အခါမှာအင်္ဂလိပ်လိုပါပြောမှမသိဖြစ်နေလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကမိတ်ဆွေတွေအတွက်ဖြစ်ပါတယ်ကျွန်တော်နိုင်ငံခြားခရီးစဉ်တွေထွက်တဲ့အခါမှာဒီ accommodation ကိုကျွန်တော် check in လုပ်တဲ့အခါမှာကိုယ့်ရဲ့booking လုပ်ထားတဲ့အကြောင်းတွေပေါ့နော်ကိုယ့်ရဲ့ passport number တွေအစအပြင်ကျွန်တော်ပြောရလေရှိတယ်အဲ့တော့ဒီဗီဒီယိုထဲမှာဒီ lesson check into a hotel ဆိုတဲ့ lesson ထဲမှာကျွန်တော်ကဒီလက်တွေ့အသုံးချနိုင်မဲ့လွယ်ကူတဲ့ language expression လေးတွေကိုအသေးစိတ်ရှင်းပြသွားမယ်ဖြစ်တယ်။နောက်ပြီးတော့မှဒီ expression လေးတွေကိုကျွန်တော်ကဒီ dialogue ထဲမှာ example လေးအနေနဲ့ပြထားပေးမယ်။ပြီးတော့မှအဲ့ဒီ expression တွေကိုတစ်ခုချင်းစီကျွန်တော် practice လုပ်ကြမယ်။နောက်ဆုံးအနေနဲ့ practice လုပ်ထားတဲ့ expression တွေကိုကျွန်တော် dialogue ထဲမှာပြန်ပြီးတော့မှနောက်ဆုံးအဆင့်အနေနဲ့ practice တူတူပြန်လုပ်ကြပါမယ်။ပြီးတော့မှကိုယ့်ရဲ့ understanding ကို check လုပ်ဖို့အတွက်ဒီ video ရဲ့နောက်ဆုံးနားမှာဒီအစားအစာအကြောင်းကိုပြန်ပြီးတော့မှစီပေးရတဲ့ rearrange sentence rearrange exercise လေးလည်းကျွန်တော်ကလုပ်ထားပေးပါတယ်ဆိုတော့ဒီ video ကဒီ check into a hotel ပေါ့နော် check in လုပ်တဲ့အခါမှာတကယ်ကိုလက်တွေ့အသုံးချနိုင်မယ်အကြောင်းအရာလေးကိုအသေးစိတ်လေးဆွေးနွေးထားတယ် practice လုပ်ဖို့present လုပ်ထားပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စကြမယ် okay နော် so the topic for this video is check into a hotel okay let's get started အဲ့တော့ဒီ example dialogue ပေါ့နော်ဒီ dialogue example လေးကိုကျွန်တော်အရင်ဆုံးကြည့်မယ် receptionist နဲ့ guest ပေါ့နော် receptionist ဆိုတာကကျွန်တော်ဒီ ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ဝန်ထမ်းပေါ့နော် receptionist ပေါ့နော် reception မှာအလုပ်လုပ်တဲ့ကျွန်တော်က receptionist လို့တောင်းတယ် okay နော်ပြီးမှ guest ကကျွန်တော်ဧည့်သည်ပေါ့နော်accommodation မှာလာတဲ့ဧည့်သည်ပေါ့ okay အဲ့တော့အရင်ဆုံးကျွန်တော်ဒီ dialogue လေးကို example လေးအရင်ဆုံးဖတ်ကြည့်မယ်ပြီးတော့မှကျွန်တော်ဒီထဲက language expression လေးတွေကိုအသေးစိတ်တူတူကြည့်ကြမယ် okay နော် all right let's get started so let's start from the receptionist Good afternoon welcome to the Grand Plaza Hotel how can I help you Hi I have a reservation under James Smith Certainly could I see your passport please Sure here you are Thank you You're staying with us for 3 nights, is that correct? Yes, that's right. Great. Would you like a room with 1 bed or 2 beds? 1 bed, please. No problem. Breakfast is included and is served from 6:30 to 10 a.m. Great. What time is checkout? Checkout is at noon. Okay. Is the Wi-Fi free? Yes, it is. The password is printed on your key card holder. Perfect, thank you. You're welcome. And here's your room key. Your room is on the 5th floor. Enjoy your stay. Thank you very much. Okay, so of course the dialogue လေးကကျွန်တော် script လေးလောက်ထားတာဆိုတော့ဒီ smooth ဖြစ်နေရပါတော့တကယ်လက်တွေ့မှာတော့ဒီအတိုင်းတဝင်မတိန်လာမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ language expression တွေကတကယ်ကိုလက်တွေ့အသုံးဝင်နိုင်မဲ့ဟာလေးတွေပေါ့နော်အဲ့တော့ကျွန်တော်ဒီ expression လေးကိုတစ်ခုချင်းသွားကြည့်ရအောင် okay နော်ပထမဆုံးအနေနဲ့ဒီထဲကစကားလုံးတွေကိုကျွန်တော်အရင်ဆုံးကြည့်ရအောင် vocabulary အရင်ကြည့်အောင် okay နော်ပထမဆုံးအနေနဲ့ကျွန်တော်က have a reservation ဟုတ်ပြီနော် reservation ဆိုတာ booking လုပ်ထားတယ်ပေါ့နော်ကျွန်တော်ကဒီ hotel မှာဆိုလို့ရှိရင်ကျွန်တော်က reservation လို့သုံးတာပို့ common ပို့များတယ်ပေါ့နော်ဆိုတော့I have a reservation okay နော်ကျွန်တော်ဗာလဲbooking လုပ်ထားတယ်ပေါ့နော် I have a reservation under James Smith ပေါ့နော်ဒီ James Smith နာမည်နဲ့ဗာလဲ hotel ကို booking လုပ်ထားတယ်အဲဆိုလို့ရှိရင်ကျွန်တော်ကဘာနဲ့သုံးမလဲ have a reservation ဟုတ်ပြီနော်အဲ့တော့နောက်နေလိုက်ဆိုကြည့်ပါ reservation reservation ဟုတ်ပြီနော် again please have a reservation good ဒါ booking လုပ်ထားတယ် the next one is breakfast okay နော်ကျွန်တော်က breakfast okay နော်အဲ့ဒါကျွန်တော်ကဒီဟာကို break လို့မထွက်ဘဲနဲ့ break ပေါ့နော်ဒီ a အတန်လေးကပျောက်နေတယ်သူအတန်ထွက်တဲ့အခါမှာလေသူက breakfast လို့မထွက်ဘဲကျွန်တော်ဘယ်လိုထွက်မလဲ breakfast okay နော် so breakfast is included ဆိုတာပါလေမနက်စာအပါ
ပါပြီးသားပေါ့နော်ဒီ hotel ဈေးနှုန်းထဲမှာပါလဲ breakfast is included ဟုတ်ပြီနော် included အဲ့နော်ကျွန်တော်ရဲ့အရင်ဗီဒီယိုမှာပါလဲဒီ D နဲ့ ED ending sound ကျွန်တော်ဘယ်လိုထွက်မယ်လို့ပြောထားဆိုတော့ DID did အတန်ပေါ့နော်ဆိုတော့ include that မဟုတ်ဘဲနဲ့ကျွန်တော်က included did sound okay နော်အဲ့တော့ like ဆိုကြည့်ပါ included okay breakfast is included your turn very good နောက်တစ်ခုကကျွန်တော်ဒီ hotel ကိုသွားပြီးတော့မှစဝင်တဲ့အချိန်မှာကျွန်တော်က check in လုပ်တယ်ဗျာဒါကတော့တည်ထားပြီးသားဖြစ်မှာပါ check in check out check in ကပဲအချိန်လဲ check in ဆိုတာဘာလဲ hotel ကိုစရောက်တဲ့အချိန်ပေါ့ check in ကပဲအချိန်လဲ check out ကကျတော့ကိုယ့်အခန်းကနေပြန်ထွက်ခွာမယ့်အချိန်ပေါ့အဲ့တော့ check in check out ကျွန်တော် check in check out နော်ဒါပေမဲ့ check in လို့မတုံးဘဲနဲ့ကျွန်တော်ကပါလဲအတန်လေးဆက်ပြရမယ်ဟုတ်ပြီနော် check in check out ဟုတ်နော် check in check out okay and the next one တချို့ hotel တွေမှာကကျွန်တော်ဒီပုံမှန်တော့မဟုတ်ဘဲနဲ့ဒီ key card နဲ့ပေးတယ်ပေါ့နော် key card နဲ့ပေးတယ်အဲ့ဒါကို key card ကိုထည့်ဖို့ဒီဗာလဲစက်ကူအထူလေးရှိရလေအဲ့ဒါကိုကျွန်တော်ကဘာခေါ်လဲဆိုတော့ key card holder လို့တောင်းတယ်ပေါ့နော် key card holder ဆိုတာဒီလိုမျိုးလေးပေါ့ဒီ key card ထည့်တဲ့အားလေးပေါ့နော်အဲ့မှာ room number လေးပါတယ် wifi password လေးပါတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်က key card holder လို့တောင်းတယ် okay နော် and the next one is quite important ကျွန်တော်ဒီအဆောက်အဦတွေအလွာတွေကိုပြောတဲ့အခါမှာကျွန်တော်ကမြန်မာလိုဆိုလို့ရှိရင်တော့လွယ်ပါတယ်တစ်လွာနှစ်လွာသုံးလွာပေါ့နော်ဟုတ်ပြီနော်ဟုတ်လားသုံးလွာမှာလေးလွာမှာငါးလွာမှာဒါပေမဲ့အင်္ဂလိပ်လိုပြောတဲ့အခါမှာကျွန်တော်က number ကိုဗာလဲဒီလိုအကြိမ်ပြကိန်းကနန်းပေါ့နော် first second third နဲ့သုံးတယ် it's on fifth floor it's on the fifth floor it's on the third floor ဟုတ်ပြီအဲ့လိုလေးပြောတာပို့ပြီးတော့မှ common ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ငါးလွာဆိုလို့ရှိရင်ကျွန်တော်က it's on the fifth floor is on the second floor နှစ်လွာပေါ့နော် fifth floor second floor third floor fourth floor sixth floor seventh floor 8 9 10ဟုတ်ပြီနော်အလွာတွေကျွန်တော်ပါလဲ ordinal number နဲ့ပို့ပြောလေးရှိတယ်ပေါ့နော် is on the first floor is on the second floor is on the fifth floor okay good okay let's move on to the next one language expression အဲ့တော့ကျွန်တော် check in လုပ်တဲ့အခါမှာသုံးရမယ့်ဟာလေးတွေဟုတ်ပြီနော် firstly ကျွန်တော် booking လုပ်ထားပါတယ်ဆိုတော့ကျွန်တော်ဒီလိုလေးပြောလို့ရတယ် I have a reservation under ဟုတ်နော်ဒီနာမည်နဲ့ကျွန်တော် booking လေးရှိပါတယ် booking လုပ်ထားပါတယ်ပေါ့ဒီမှာနာမည်preposition under လေးထည့်ပေးဟုတ်ပြီနော်အဲ့တော့ပြောကြည့်အောင် I have a reservation under James Smith ပြောကြည့်မယ်ဒီမှာ reservation okay no again please okay good and the next one ကိုလိုတဲ့အခန်းပေါ့နော်ဥပမာဒီကတင်နှစ်ခုနဲ့လားကတင်သုံးခုလားအစအဖြစ်ပေါ့နော် you can say could I have ဟုတ်ပြီနော်ဒီမှာ could I have ကျွန်တော်ရနိုင်မလားပေါ့နော် could I have a room with 2 beds ဟုတ်ပြီနော် could I have a room with 2 beds ကတင်သုံးခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲ could I have a room with 3 beds နော်ဒီမှာများလေးအပေါ်သွားနေတယ် intonation ပေါ့နော်အဆုံးတန်လေးမြင့်ပေးရမယ်ဒါ yes no question မလို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြန်ပြောကြည့်မယ်နောက်နေလိုက်ဆိုကြည့်ပါ could I have a room with 2 beds 3 beds လေးပြောကြည့်ပါ very good okay no great next it's breakfast included ဒါတော့ကိုပြန်မေးမှာပေါ့နော် is breakfast included မနက်စာပါရဲ့လားအခန်းဖိုးထဲမှာအခန်းခထဲမှာဟုတ်ပြီနော်အဆုံးတန်လေးမြင်ပြရမယ် is breakfast included တလုံးချင်းစီသွားမယ် breakfast included ခုချင်းစီ question တစ်ခုလုံးသွားမယ် is breakfast included ဥပမာနေ့လယ်စာပါလားဆိုလို့ရှင်ဘယ်လိုပြောမလဲ is okay no is lunch included okay good
and ဒါတော့ what time ဆိုသိပါတယ်အချိန်မေးတယ်ပေါ့နော်အဲ့တော့ check in ကဘယ်တော့လဲ check out ကဘယ်တော့လဲ what time is check out ဟုတ်ပြီနော် check out ကျွန်တော် check out အချိန်ဘယ်လောက်လဲပေါ့နော် what time is check out what time is check in okay and the next one which floor ဘယ်အလွာလဲ which floor is my room ကျွန်တော်အခန်းကဘယ်အလွာတော့6လွာလား9လွာလား3လွာလားဟုတ်ပြီနော် which floor is the gym တချို့ hotel တွေက gym တွေပါရှိရလေ spa တွေပါရှိရလေအဲ့တော့ကျွန်တော်က which floor နဲ့တော့မေးလို့ရတယ်ပေါ့နော်ဘယ်အလွာလဲဆိုလို့ရှင် which floor is the gym which floor is the spa ဟုတ်ပြီနော် which floor is my room okay and could you tell me ဒါတော့တရားရကိုမေးတယ်ပေါ့နော် could you tell me ပြောပြလို့ရမလား could you tell me where the elevator is where the elevator is elevator တက်လေကားပေါ့နော် where the elevator is တက်လေကားဘယ်နာလဲဆိုတော့ပြပြပေးလို့ရမလားဟုတ်ပြီနော်အဲ့တော့ तू ကwhere is the elevator နဲ့တူပါပဲဟုတ်ပြီနော်ဒါပေမဲ့ဒီရှေ့က expression ကိုထည့်ခြင်းအပြင် तू က question ကနည်းနည်းလေး indirect ဖြစ်သွားတယ်နည်းနည်းလေးပိုယဉ်ကျေးတဲ့ပုံစံလေးဖြစ်သွားတယ်elevator ဘယ်နာလဲဆိုတော့ကျွန်တော်ပြပြပေးလို့ရမလားပေါ့သူရဲ့ meaning ကတော့ where is the elevator နဲ့တူပါပဲဟုတ်ပြီနော်ဒါပေမဲ့ဒီကောင်လေးသုံးတာပို့ပြီးမှနည်းနည်းလေးယဉ်ကျေးတဲ့ပုံစံလေးပေါက်တယ်โอเคနော်အဲ့တော့ကျွန်တော်ပြန်ဒါလေးနောက်နေလိုက်ဆိုကြည့်ပါ could you tell me ပြောပြပေးလို့ရမလား could you tell me where the elevator is could you tell me where the elevator is once more okay good အဲ့တော့နောက်ဆုံးတစ်ခုက here's my passport အဲ့တော့ receptionist ကကို could I have your passport please လို့မေးရင်တော့ပါလေ passport ပေးလို့ရမလားဆိုကျွန်တော်ရတယ်ပေးမယ်ဆိုရှင်ကျွန်တော်ဒီဟာလေးနဲ့တုံးလို့ရတယ် here's my passport here's ဆိုရှင်ဒီမှာပေါ့နော်ဒီမှာငါရဲ့ passport here's my passportဟုတ်ပြီနော် okay very good I think that you should be fine with this so now let's move on to the next one ကျွန်တော်နောက်ဆက်သွားမယ်အကယ်လို့ဒီမိတ်ဆွေတွေဒီအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာပေါ့နော်ဒီ hotel မှာအလုပ်လုပ်နေတဲ့ကျွန်တော်ဒီဝန်ထမ်းတွေရှိတယ်ဆိုလို့ရှိရင်ဒီဟာလေးတွေကလည်းအသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်โอเคเนาะအဲ့တော့ကိုယ့်ရဲ့ဝန်ထမ်းတွေပေါ့ sorry ကိုယ့်ရဲ့ဧည့်သည်လာပြီဆိုလို့ရှိရင်ပထမဆုံးကိုကဘာလုပ်ရမလဲ passport ကိုတောင်းကြည့်ရမှာပေါ့အဲ့တော့ရင်ကြီးလေးနဲ့ကျွန်တော်ကဒီလိုမျိုးလေးပြောမှာပေါ့ could I see ကျွန်တော်ကြည့်လို့ရမလား could I see your passport please အတန်လေးနောက်နေမြင့်သွားမယ် could I see your passport please โอเคเนาะဒါမှမဟုတ်ဒီအဲ့နိုင်ငံကဒီ local guest တွေဆိုလို့ရှိရင် could I see your ID card please ပေါ့ဟုတ်လား ID ကလေးကြည့်လို့ရမလားဖြစ်မှာပေါ့ပြီနော် could I see your ID card please โอเคเนาะ could I see your ID card please could I see your passport please โอเคเนาะ and you're staying for 2 nights is that correct ဟုတ်ပြီနော်အော်ခမည်းကဒီမှာညတဲမှာဟုတ်တယ်နော်ဒါ confirm လုပ်တာပေါ့နော်ဒီ system ထဲမှာရှိတဲ့ information ပြန်ပြမှာပါလေ confirm တင်လုပ်တာ you're staying here for 4 nights is that correct ဟုတ်ပြီနော် okay ကျွန်တော်ပြောကြည့်အောင် you're staying for 3 nights is that correct okay very good breakfast ပါပြီးသားနော်လို့ customer ကြော inform လုပ်မှာပေါ့ assertion ဘယ်လိုပြောမလဲ breakfast is included breakfast is included okay နော်ခုနမေးတဲ့အခါကျတော့ is ကရှေ့မှာရောက်တော့မှာပေါ့လားbreakfast ပါလားဆိုလို့ရှိရင်ဘယ်လိုပြောမလဲ is breakfast included ဒီမှာကျတော့ breakfast ကပါပြီးသားပါလို့အကြောင်းကြားတဲ့အခါကျတော့ breakfast is included okay နော် okay and here's your room key ဒီမှာပါခင်ဗျားရဲ့အခန်းတော့ပေါ့နော် here's your room key ရော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအင်္ဂလိပ်လို့ပါလေ here is ဘယ်လိုပြောမလဲ here is your room key or ကိုက customer ဆိုလို့ရှိရင် here's my passport here's my ID card okay နော် okay enjoy your stay ဟုတ်ပြီနော် enjoy your stay ဟုတ်ပြီနော်ဒီမှာတဲတာတတောင်းတတာရှိပါစေပေါ့ကိုဘက်ကပါလေ wish လုပ်ပေးတာပေါ့
Okay နော်အဲ့ဆိုရမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးpractice လုပ်ပါမယ်ဒီနားမှာမိတ်ဆွေရဲ့နာမည်လေးထည့်လိုက်ပါဟုတ်ပြီနော်ဒီနားမှာကကြတော့ကျွန်တော်မေးတဲ့အခါမှာ one bat or two bats လို့ပြောတဲ့အခါမှာဒီကြိုက်တဲ့တစ်ခုလေးထည့်လိုက်ပါကျန်တဲ့ဟာတော့ဒီတိုင်းပဲကျွန်တော် practice လုပ်ကြမယ် okay all right let's get started so I'm gonna be a receptionist and you are a guest okay as ready နော် okay ကျွန်တော်စမယ်ကျွန်တော်က receptionist လုပ်မယ်မိတ်ဆွေက guest လုပ်ပါ okay okay 1 2 3 go good afternoon welcome to the Grand Plaza Hotel how can I help you certainly could I see your passport please thank you you're staying with us for 3 nights is that correct great would you like a room with 1 bed or 2 beds no problem breakfast is included and is served from 6:30 to 10 a.m. Checkout is at noon. Yes, it is. The passport is printed on your keycard holder. You're welcome. And here's your room key. Your room is on the 5th floor. Enjoy your stay. Okay. Well done. How was it? How was it? အဆင်ပြေလားအဲ့တော့ဒါကတော့ကျွန်တော်ကreceptionist လုပ်ခဲ့တာပေါ့နော်အခုကကျွန်တော်ပြန်ပြီးမှပြောင်းကြည့်အောင်အဲ့တော့ကျွန်တော်က guest လုပ်မယ်မိတ်ဆွေက receptionist လုပ်ပါရမယ်နော် Okay အဲ့ဆိုအစားကြမယ်1 2 3 go Hi I have a reservation under James Smith Sure here you are Yes that's right 2 beds please Great what time is checkout Okay is the Wi-Fi free Perfect thank you Thank you very much. Okay, good. I hope you got it. All right, as solution ကျွန်တော်တို့နောက်ဆုံးဟာလေးတွားကြည့်မယ်ဟုတ်နော်ဒါကတော့ကျွန်တော် practice လုပ်ထားပြီးသား dialogue ပေါ့နော်အဲ့တော့အိမ်ဟိုပါပေါ့နော်ကိုအားတဲ့အချိန်မှာဆိုလို့ရှိရင်ကိုနားလေလားမလေလားရလားမရလားပြင်ဆန်းစစ်ဖို့ဒီ QR code လေးကိုscan လုပ်ပါဟုတ်ပြီနော်ကိုယ့်ရဲ့ mobile device ထဲ scanner နဲ့ scan လုပ်ပြီးတော့မှဒီ website မှာဒီစာကြောင်းကိုပြင်စီးတဲ့ exercise လေးရှိတယ်အဲ့ဒါလေးတစ်ချက်လုပ်ကြည့်ပါ okay နော် so ဒီ video လေးကအသုံးဝင်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက် video တစ်ခုမှာပြန်တွေ့ကြမယ် okay so bye everyone see you